အင်္ဂလိပ်စာမှာအရင်ရေးကြည့်ပေမဲ့လူတိုင်းအမြဲလွှဲနေတတ်တဲ့စကားလုံး၃လုံးရှိပါတယ်။အဲ့ဒါတွေကတော့ A ရဲ့ N ရဲ့ပြီးတော့ the တွေပဲဖြစ်ပါတယ်။ဥပမာ a book လား and book လား the sun လား a sun လားဆိုတာဒီနေ့ဗီဒီယိုထဲမှာဒီစကားလုံး၃လုံးကိုမြန်မာလိုနားလည်အောင်တင်ပေးသွားမှာမို့လို့အဆုံးထိလိုက်ပြီးကြည့်ပေးသွားကြပါဦး။ပထမဆုံးအနေနဲ့ A နဲ့ AN ဒီနှစ်ခုကွာခြားချက်တွေကိုလေ့လာကြည့်ကြရအောင်ဒီနှစ်ခုလုံးကတော့တစ်ခုတစ်ကောင်တစ်ယောက်ဆိုပြီးမြန်မာလိုဘာသာပြန်ရပါတယ်အသုံးပြုပုံကတော့ word ဆိုတဲ့စကားလုံးတွေရဲ့အတန်ထွက်ကိုကြည့်ပြီးသုံးရပါမယ်ဘယ်လိုအသုံးပြုရမလဲဆိုတော့ AEIOU ဆိုတဲ့ဘာဝဲခေါ်တရတွေနဲ့စားတဲ့စကားလုံးကိုတွေ့ရင် AN နဲ့သုံးရပါမယ်ဥပမာ APPLE appleပန်းတီးဆိုတာ A နဲ့စားတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့် AN နဲ့သုံးရတာပါနောက်တစ်ခုကတော့ AEIOU ကလွှဲပြီး consonant ခေါ်ကြီးစာလုံးတွေနဲ့စားတဲ့စကားလုံးဆိုရင်တော့ A နဲ့သုံးရပါမယ်ဥပမာ BOOK book စာအုပ်ဆိုတာ B နဲ့စားတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့် A နဲ့တွဲသုံးရတာဖြစ်ပါတယ်ဒါပေမဲ့ဒီနီလန်က 100% မမှန်နိုင်ပါဘူးဘာလို့လဲဆိုတော့ဥပမာ university ဆိုတဲ့စကားလုံးက U နဲ့စတယ်ဆိုပေမဲ့အတန်ထွက်ကအတန်မထွက်ပဲ U ဆိုပြီးအတန်စပြီးထွက်တဲ့အတွက်ကြောင့် and university လို့မသုံးပဲ university ဆိုပြီးသုံးပါတယ်ဘာဖြစ်လို့ဒီလိုသုံးရတာလဲဆိုတော့အလွယ်ဆုံးနီလန်နဲ့ပြောပြပေးပါမယ်အပေါ်ကပြောခဲ့တဲ့နီလန်ကိုကြည့်ပြီးသုံးတာထက်ဒီလိုမှတ်သားထားပါမြန်မာလိုအနဲ့အတန်စရင် AN ကိုသုံးပြီးအတန်ကလွှဲပြီးကျန်တဲ့အတန်တွေနဲ့စကားလုံးတွေကိုတွေ့ရင် A နဲ့သုံးရတယ်လို့မှတ်သားထားလိုက်ပါဒီတော့ကျွန်တော်မှာချင်တာကစာလုံးကိုကြည့်တာထက်အတန်ထွက်ကိုကြည့်ပါလို့မှာချင်ပါတယ်ဒါကတော့ A နဲ့ AN အသုံးပြုနည်းတွေပဲဖြစ်ပါတယ်နောက်ထပ် the ကိုလေ့လာကြည့်ကြရအောင် the မှာအတန်ထွက်2မျိုးရှိပါတယ်ပထမဆုံး2မျိုးကအခုကျွန်တော်ပြောနေတဲ့ the ပါနောက်တစ်ခုကတော့ T ဆိုပြီးအတန်ထွက်ပါတယ်အဲ့ဒီလို2မျိုးရှိပါတယ်ဘယ်လိုနေရာက the လို့အတန်ထွက်ရပြီးဘယ်လိုနေရာတွေမှာကြာ T လို့အတန်ထွက်ရမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်AEIOU ဆိုတဲ့ vowel sound အတန်နဲ့စားတဲ့စကားလုံးကိုတွေ့ရင် T ဆိုပြီးအတန်ထွက်ရပါမယ်ဥပမာ ENDN ဆိုရင် DN လို့အတန်ထွက်ရပါမယ် the N လို့ထွက်လို့မရပါဘူးနောက်ထပ်တစ်ခုကတော့ EIOU ကလွှဲပြီးကျန်တဲ့ consonant ကြီးတွေနဲ့စားတဲ့စကားလုံးကိုတွေ့ရင် the လို့အတန်ထွက်ရပါမယ်ဥပမာ SUN sun နေဆိုရင် the sun လို့ပဲအတန်ထွက်ရပါမယ်ဒီ sun လို့ထွက်လို့မရပါဘူးဒါတော့ the နဲ့ the အတန်ထွက်အသုံးပြုတဲ့နေရာတွေပဲဖြစ်ပါတယ် the ကိုဘယ်လိုနေရာတွေမှာအသုံးပြုရမလဲဆိုတာဆက်လက်လေ့လာကြည့်ကြရအောင် the ဆိုတာတိတန်ဒါမှမဟုတ်နှုတ်တစ်ပတ်တီးပြီးသားတခုခုကိုညွှန်းချင်တဲ့အခါမှာသုံးရပါတယ် the ကိုသုံးတဲ့အခါမှာစီမင်း3ခုနဲ့ကြည့်ပြီးသုံးရပါမယ်စီမင်းနံပါတ်1ကဘာပေါ်မှာတစ်ခုတည်းရှိတဲ့အရာကျွန်တော်တို့ကဘာပေါ်မှာတစ်ခုပဲရှိတဲ့အရာတွေဆိုရင်လည်း the ကိုသုံးရပါမယ်ဥပမာနေလကောင်းကင်စတဲ့အရာတွေပါနေဆိုရင် the sun လဆိုရင် the moon ကောင်းကင်ဆိုရင် the sky ဒါတွေကတော့စီမင်းနံပါတ်1ကဘာပေါ်မှာတစ်ခုတည်းရှိတဲ့အရာတွေပဲဖြစ်ပါတယ်စီမင်းနံပါတ်2သိပြီးသားပြောပြီးသားအရာနားလည်လွယ်အောင်မြန်မာလိုရှင်းပြပေးပါမယ်ငါဖုန်းအသစ်တစ်လုံးဝယ်ခဲ့တယ်အဲ့ဒီဖုန်းကကင်မရာအရန်ကောင်းတယ်ဆိုရင်အဲ့ဒီဖုန်းကကင်မရာအရန်ကောင်းတယ်ဆိုတဲ့ဝါကျကဖုန်းအသစ်ကိုပြန်ညွှန်းပြတဲ့အတွက်ကြောင့် the ကိုသုံးရပါမယ်ဥပမာ I bought a book the book is very interesting ငါစာအုပ်တစ်အုပ်ဝယ်ခဲ့တယ်အဲ့ဒီစာအုပ်ကအရန်စိတ်ဝင်စားဖို့ကောင်းတယ် Can you open the window ခင်ဗျာပြတင်းပေါက်ဖွင့်ပေးလို့ရမလားအဲ့ဒီလိုအခန်းထဲကပြတင်းပေါက်နှစ်ဦးနှစ်ဖက်တီးပြီးသားပြတင်းပေါက်ဖြစ်လို့ the ကိုသုံးရပါမယ်ဒါကတော့စီမင်းနံပါတ်2တီးပြီးသားပြောပြီးသားအရာတွေပဲဖြစ်ပါတယ်စီမင်းနံပါတ်3အထူးပြုထားတော့အရာဘယ်လိုအထူးပြုထားတာလဲဆိုတော့
ဥပမာ the best အကောင်းဆုံး the tallest အခြေဆုံးစတာတွေအတွက်ပါဥပမာ the best student in this class ဒီအတန်းထဲကအကောင်းဆုံးကျောင်းသား the tallest building in this town ဒီမြို့ထဲကအမြင့်ဆုံးအဆောက်အဦအဲ့ဒီလိုအထူးပြုပေးတဲ့နေရာတွေမှာလည်း the ကိုသုံးရပါမယ်ဒါတွေကတော့စီးမြင်နံပါတ်3အထူးပြုထားတဲ့အရာတွေအတွက်ပဲဖြစ်ပါတယ်ပြောခဲ့တဲ့ဟာတွေကိုမှတ်မိလွယ်ကူအောင်ဇာတ်နဲ့ပြောပြပေးပါမယ် A နဲ့ N ကမြန်မာလိုတစ်ခုတစ်ကောင်တယောက်သုံးတဲ့အချိန်ပထမအချိန်မိတ်ဆက်တဲ့အချိန်ဥပမာ I saw a cat ငါကြောင်တစ်ကောင်ကိုမြင်ခဲ့တယ်ဘယ်ကကြောင်လဲဆိုတော့တိကျမသိသေးပါဘူးနောက်တစ်ခုကတော့ the ဆိုတာမြန်မာလိုတည်တံ့ဒါမှမဟုတ်တည်ပြီးသားအရာသုံးတဲ့အချိန်နှစ်ဦးနှစ်ဘက်တည်ပြီးသားအရာကိုပြောတဲ့အခါမှာဥပမာ the cat is black အဲ့ဒီကြောင်ကမဲတယ်အဲ့ဒီကြောင်ဆိုတာကအပေါ်ကကြောင်ကိုပြန်ညွှန်းတာပါကဲနားလည်ပြီးထင်ဒီလေ့ကျင့်ခန်းတွေကိုလိုက်ပြီးလုပ်ကြည့်ကြရအောင် I need to buy quite new phone E and the ဒီသုံးလုံးကဘယ်ဟာအသုံးပြုရမလဲအဖြေကတော့ E ပဲဖြစ်ပါတယ် I need to buy a new phone ငါဖုန်းအသစ်တစ်လုံးဝယ်ဖို့လိုတယ် Look at quite moon It is so bright tonight A and the ဘယ်ဟာအသုံးပြုရမလဲအဖြေကတော့ the ပဲဖြစ်ပါတယ် Look at the moon It is so bright tonight လကိုကြည့်ပါဦးဒီညလအရန်တာတယ် She is quite an honest person A and the ဘယ်ဟာအသုံးပြုရမလဲအဖြေကတော့ and ပဲဖြစ်ပါတယ် She is an honest person သူမဒီရိုးသားတဲ့သူတစ်ယောက်ဖြစ်ပါတယ် He is quite a best student in the class A and the ဘယ်ဟာအသုံးပြုရမလဲအဖြေကတော့ the ပဲဖြစ်ပါတယ် He is the best student in the class အတန်းထဲကအတော်ဆုံးအကောင်းဆုံးကျောင်းသားတစ်ယောက်ဒီနေ့ပြောပြပေးတဲ့သင်ခန်းစာတွေကိုအားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ် See you in the next video နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်